阿里啦，怎么哩啦，拉没啦吧？不，嘿，哪里没吧的？地嘛说了，不如嘛个啥比较多比较贵样票比多多。不他妈这个哪里标多嘞？哎，你那件油大路路，第二个油大路，等个这个油大的路，水苗这个靠大的路，地路天呀。那个里下没有？那这苗嘞，地带没米花的这拉边米不如嘛，拉拉啥？拉拉啥咯？阿里嘛没有米个自己他米的。那等个这帮人啊，那个里个路线路数比多，看那里西边的南边的，这样嘛没事。အဲ့ဒီရက်မှာရောက်လာတဲ့မျိုးသမီးတယောက်ငါသူ့ကိုတခါမြင်ဘူးသူလာတဲ့အခါမှာလည်းပဲတခြားလူတွေနဲ့ပုံစံမတူဘူးဘလူကဘလောက်ဖန်ဆင်းသူတော်ကောင်းတို့တွေမျက်လုံးနှစ်ဖူးမောက်မယ်နှစ်ယောင်ကောက်မယ်မျက်ထောက်နီမယ်အရေးမထွက်ဘူးဒါမျိုးလေးတွေရှိမှာကိုဗျဟုတ်လားအဲ့ဒါလေးတွေအကဲခတ်ကြည့်လိုက်တော့ဒါသူလူသားမဖြစ်နိုင်ဘူးဘလူဖြစ်လောက်တယ်ငါဒီနေရာမှာနေပြီးတော့ဒီတိုင်းနောက်တစ်ခါ၃ချိန်မြောက်ဖွာရင်လေဒီဘလူးမှလက်စာမိအောင်မယ်အဲကြောင့်သူ့ယောက်ျားကိုတိုင်ပင်ပြီးမောင်ရဲတဲ့ဒီတစ်ခါသားဖွာမယ်ဆိုရင်ကျမအမေစီသွားမယ်ကျမမေတို့ကသာဝတိမြို့လေကောင်းမှာဆိုတော့ဘလူးရန်တွေဘာတွေကင်းတယ်မြို့သားကလည်းသဘောတူတယ်ဟုတ်ပါပြီကွာဆိုပြီးတော့၃ချိန်မြောက်ရောက်တဲ့ခါကျတော့အဲ့ဒီမှာကိုဝန်ရင်းရင်းမှဖြစ်တော့သာဝတိမြို့တဲ့သွားတယ်မိဖွာအဲ့ဒီချိန်မှာပြိတ္တိဘလူးမကလည်းဝတ်တော်ဝန်နတ်မင်းရဲ့တံမှာရေတံတာဝန်ကြတယ်တခါတခါကြရင်သူက၄-၅ လကြာတယ်ဟိုလေးမလေးကသွားပြီးတော့မိဖွားဖို့တဲ့သူမိဘထံရောက်နေတဲ့အချိန်မှာသူကလည်းပဲဝတ်တော်ဝန်နတ်မင်းကြီးထီရောက်မိဖွားပြီးတဲ့အချိန်ထိသူမပြန်သေးဘူးဟိုမှာမိတွေဘာတွေဖွားပြီးတော့ကလေးလေးနည်းနည်းလေးကြည်လာပြီးနာမကရဏနာမည်ပေးတဲ့မင်္ဂလာတွေဘာတွေလုပ်တော့အဲ့ဒီအချိန်မှာသူကဟိုကဝတ်တော်ဝန်နတ်မင်းထီကဘလူးမကလွတ်လာပြီးတော့သူနေတဲ့အိမ်ကိုသွားကြည့်တယ်မရှိတော့ဘေးကိုမေးတယ်ဟဲ့ဒီအိမ်ကဇနီးမောင်နှံဘယ်သွားကြခဏကြိမ်ရှိပြီကလေးလေးတွေဘလူးစားခံရလို့ဒီတခါစားမခံရအောင်သူမိဘထံသွားမိဖွားတာတဲ့ဘေးကပြိတ္တမသိဘူးဘလူးမမသိအဲ့လိုပြောလိုက်တော့ဘလူးမကဟဲ့ငါလက်ကညှိလွတ်ရိုးလားငါမရအောင်လိုက်မယ်ဆိုပြီးတခါလိုက်အဲ့ဒီစင်ချိန်မိုးရက်ကွက်ရွာလေးကနေပြီးတော့သာဝတိမြို့ကိုလိုက်ဟိုကလည်းသာဝတိမြို့တဲကနေပြန်ထွက်ပြီးတော့သူတို့ရွာလေးပြန်ကန်ဒီမှာမြတ်စွာဘုရားရဲ့ဇေတဝန်ကျောင်းကြီးနာရေကန်ထဲမှာတို့ရေမိုးလေးချိုးကြအောင်ဆိုသားလေးလည်းရေချိုးပေးရအောင်ဆိုပြီးတော့အဲ့တော့သားလေးရေချိုးပေးပြီးတော့မျိုးသမီးကသူ့ချိုးလိုက်အောင်မယ်ဆိုပြီးတော့အမျိုးသားလက်ထက်ကလေးလေးပေးမျိုးသမီးကရေချိုးမျိုးသမီးရေချိုးပြီးကုန်းပေါ်ပြန်တက်ပြီးကလေးလေးပွေထားပြီးအမျိုးသားကအဲ့ဒီမှာရေတဲ့တခါတလက်ပြန်ရေချိုးအမျိုးသားရေချိုးမှနေတော့မှဘလူးကလိုက်လာတယ်ဟာဘလူးကလိုက်လေလာရောလာပြီးမောင်ရဲ့ဘလူးဆိုပြီးတော့အဲ့ဒီမှာကလေးလေးကင်ပြီးတော့ပြေးလိုက်တာသူ့ယောက်ျားသူမဆောင်တော့ဇေတဝန်ကျောင်းနဲ့နီနာနာဆိုတော့ကျောင်းထဲကိုဝင်ပြေးတယ်ကျောင်းထဲဝင်ပြေးတော့မြတ်စွာဘုရားတရားဟောနေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့အနိနာသွားပြီးတော့မှမြတ်စွာဘုရားရဲ့ခြေပမိုးပေါ်မှာကလေးလေးကိုတင်ထားလိုက်တာမြတ်စွာဘုရားတပည့်တော်သားလေးကိုမြတ်စွာဘုရားလှူပါတယ်ဘုရားဒီသားလေးကိုမြတ်စွာဘုရားရဲ့သားလေးကိုမှတ်တော်မူပါဘုရားအဲ့ဒီမှာနောက်ကဘလူးကလိုက်လာတယ်ကျောင်းဆောင်နတ်ကနေတားထားလို့ဘလူးမဝင်ခွင့်မရဘလူးမဝင်ခွင့်မရတော့မှမြတ်စွာဘုရားကသိတယ်ရှသအာနန္ဒာကျောင်းဆောင်နတ်သူမနာကိုပြောအဲ့ဒီဘလူးမဝင်ခွင့်ပေးလိုက်ပါဆိုတော့မြတ်စွာဘုရားဝင်ခွင့်မပေးပါနဲ့ဘုရားတပည့်တော်သားလေးအဲ့ဒီဘလူးမစားတာ2 ကြိမ်2 ခါရှိပြီးပါပြီဘုရားဒီတခါစားမှကြောက်လွန်းလို့ပါမြတ်စွာဘုရားဝင်ခွင့်မပေးပါနဲ့မြတ်စွာဘုရားကညင်နေပါတဲ့စကားမပြောပါနဲ့ဒီလိုပြောဘလူးမဝင်လာအဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဟောတယ်ညီတို့တွေတဲ့ငါဘုရားနဲ့သာမတွေ့ဘူးဆိုရင်တော့မွေနဲ့မွေပါလို့ကဘာတီတဲ့၍ရန်သူတွေဖြစ်နေကြတော့မှာမွေနဲ့မွေပါအခုချိန်ထိတဲ့တယ်ရှိလားရှိဘူးတွေ့လိုက်ရင်ရန်ဖြစ်ဖို့စားဖို့ပဲလေနောက်တကကြီးနဲ့ဂင်ဘုတ်ယနေ့ပြောရင်ကြီးနဲ့ဇီးကွက်ပေါ့သူတို့လည်းတဲ့တယ်ရှိလားရှိဘူးနောက်တကဝန်နဲ့ကြို့ပင်ဆောင်နာသူလည်းတဲ့တယ်ရှိလားသူတို့ကပ္ပယံနေဖြစ်တယ်လို့ညီတို့2 ယောက်လည်းပဲကပ္ပယံနေဖြစ်ပြီးဘယ်တော့မှငြိမ်းကြမှာမဟုတ်ဘူးဘ
ဘယ်တော့မှငြိမ်းချမ်းမှာမဟုတ်ဘူးယံဟာယံတုတ်မူရင်ဘယ်တော့မှယံမငြိမ်းဘူးတဲ့မြတ်စွာဘုရားကဒါလေးပြောပြဝေရာနိယံတုတ်သည်ဝေရေနယံတုတ်မူသည်ဖြင့်ကုရာဇနံတရားတဆင့်မြတ်နာဟိသမ္မန္တိဘယ်တော့မှမငြိမ်းကြဘူးဝေရေနယံတို့သည်အဝေရေနယံတို့မမှုသဖြင့်သာလျင်ဝေရာဏီယံတို့သည်ကုသမ္မန္တိငြိမ့်ကြလေကုန်၏ယံကိုယံနဲ့တုံလျက်နေရင်ယံငြိမ့်နေဆိုယံငြိမ့်နေဆိုတာမရှိဘူးပေါ့ဒေါသကိုဒေါသနဲ့ညီးတို့တွေတုံ့ပြန်ပြီးနေလိုက်ကြတာပဲဝန်နဲ့ကြို့ပင်ဆောင်နှက်မတည့်ကြသလိုပဲကြို့ပင်ဆောင်နှက်ကျိုးပင်ကြီးကစောင့်နေတဲ့နတ်ရှေ့မှာတစ်ခုတ်သမားတွေကလာဟာဘာဖြစ်တော့မေးလိုက်တော့တဘိုးတုံးကြီးကျိုးသွားတဘိုးတုံးကျိုးတော့နောက်တော့လက်ဝင်ရိုးကျိုးတဘိုးတုံးကျိုးတော့ဘယ်အသားခုတ်ရကောင်းမလဲမင်းဝန်ကပြောတယ်ကျိုးပင်ရဲ့အသားအကောင်းဆုံးပဲဗျာဟုတ်လားကွာဆိုကျိုးပင်ကြီးခုတ်လိုက်ကြတော့ကျိုးပင်ဆောင်တာကဒေါကန္နာဒီဝန်ကြောင့်ဖြစ်တာဒီကောင်ရှာရှည်လို့ဟုတ်လားဟာအဲ့ဒီမှာတဘိုးတုံးတွေလက်ဝင်ရိုးတွေခုတ်ပြီးတော့လက်ကြီးပြန်တက်ပြီးမောင်းမယ်လို့တက်ကလက်ဝင်ရိုးနဲ့ဒီအောက်ကလက်အိမ်ကဘာခေါ်လဲမသိဘူးအဲ့ဒါခြီဖို့လေအဲ့မှာကျိုးလိုနေတယ်အဲ့ကျိုးမခိုင်တဲ့အခါဘာလို့အကောင်းမလဲအမလီအဲ့ဒါဝန်ရဲ့စီကအကောင်းဆုံးမြဟိုကကျိုးပင်ဆောင်တက်ကပြောတာလေဟာဒါဆိုဝန်ကြီးသကွာဆိုတော့ဝန်ကြီးလည်းသေရောသစ်ပင်ကြီးလည်းလဲတယ်မလားဖြစ်လေရဘဝတိုင်းမှာသူတို့ညောင်ဘယ်တော့မှပြေးလဲတယ်မရှိဘူးမင်းငါကြောင့်သိရမယ်ငါလည်းမင်းကြောင့်သိရမယ်မင်းကြောင့်ငါသိမယ်ငါကြောင့်သိရမယ်နဲ့တယောက်ဒေါသတွေရှင်းပြိုင်လိုက်ကြတာငြိမ့်တယ်ကိုမရှိဘူးပေါ့ဒါပြောချင်တာဟုတ်ပြီလားအခုလည်းညီတို့နှစ်ယောက်လည်းပဲတဲ့ဒေါသတွေနဲ့ရှင်းပြိုင်ပြီးလာလိုက်ကြတာငြိမ့်တယ်ကိုမရှိဘူးမြတ်စွာဘုရားကအတိတ်ကြောင့်နေဆောင်းပြီးတော့မှညီတို့နှစ်ယောက်လေးတဲ့ဟောဒီသာဝတိမှာပဲဘာမှကြာသေးတာမဟုတ်ဘူးညီတို့တွေဖြစ်လိုက်ကြတာများတိမ်ထဲမှာဇနီးမရညီမသွားပြီးတော့ဖြစ်ကြအဲ့ဒီမှာကြီးမကအငယ်မကိုတတ်လို့သေခဲ့ပြီးပြီသေကဏိကာလမှာငါသူ့ကိုနိုင်တဲ့လူဖြစ်ပြရစီပြန်ဆူတောင်းလို့ညီဆူတောင်းပြစ်ပြီးတော့မှအဲ့ဒီအိမ်မှာတဲ့ညီကကြောင်မကြီးဖြစ်သူကကြက်မဖြစ်ပေါက်သမျှကြက်ကလေးတွေညီခုတ်သက်စားလို့အဲ့ဒီဘဝကလည်း၃ချိန်၃ငါသူတို့တွေသေခဲ့ရပြီးပြီကျက်မကြီးသေကဏိဆူတောင်းလိုက်တဲ့အခါငါလည်းညီနိုင်သူဖြစ်ပြရစီဆူတောင်းတော့ကျက်မကြီးကကျက်သက်မကြီးဖြစ်ညီကတော်ထဲမှာသွားသမင်ဖြစ်ညီမွေးသမျှသမင်ကလေးတွေကိုသူစားတယ်၃ချိန်၃ခါမြောက်ညီပါစားခံရတယ်လေဟာငါလည်းပဲသူ့ကိုပြန်စားနိုင်သူဖြစ်ပြရစီဆူတောင်းလိုက်တော့အခုတော့ညီကဘလူးမှဖြစ်သူကဒီမဲ့လူလာဖြစ်ကြပြီငါဖယားနဲ့မတွေ့ဘူးဆိုရင်ညီကိုမြတ်စားရင်ဒီတစ်ချိန်စားရင်ကလေးနဲ့တကွညီပါစားတော့မှညီပြန်ဆူတောင်းရင်ပြီးနိုင်ဖွယ်ရာအကြောင်းမရှိတော့ဘူးအဲဒါကြောင့်နာယီဝေရေနာဝေရာနိသမ္မန္တိရကုရာဇနံအဝေရေနဇာသမ္မန္တိဧသဓမ္မောသနန္တနောဣရာဤလောက၌ဝေရေနယံတို့မူသဖြင့်ဝေရာနိယံတို့သည်ကုရာဇနံတရားတစင်မြနာယီသမ္မန္တိမငြိမ့်ကြလေဘူးအဝေရေနဇာယံတို့မမှုသဖြင့်သာလျင်ဝေရာနိယံတို့သည်သမ္မန္တိငြိမ့်ကြလေကုန်၏ဧသောဤသို့ယံတို့မမှုသဖြင့်ယံရဲ့ငြိမ့်ခြင်းဆိုတာသနန္တနောရှေအစဉ်လာဓမ္မတာဖြစ်ပါပေ၏ရဲ့လို့ဘဂဝါဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုရောမြတ်ကဒေသေတိကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်း